ဝိတ်တင်တဲ့နေရာမှာလူနှစ်မျိုးရှိတယ်ဘလောက်ဆဆဝိတ်မတက်လာဘူးဆိုတဲ့သူနဲ့ဘိုင်းမှာလည်းအစီကွက်ပူလာတယ်ဆိုတဲ့သူလိုင်းပေါ်မှာလည်းအကြံပေးတဲ့သူတွေကမြင်များစားမှကြီးမှပေါင်နေရာတိတင်လိုက်ဆိုတဲ့သူနဲ့ science based ဘက်ဒီမှာကြတော့ maintenance gallery စာရုံနဲ့မဆော့ကြီးရဲ့ပေါက်စရာမလိုဘူးဆိုပြီးတော့ကိုယ်နေကြတော့ဂျားတဲ့ကြီးနေတဲ့သူတချို့ကဘာလို့ရမှန်းမသိဖြစ်တတ်ကြတယ်ကျွန်တော်ကိုယ်တိုင်လည်းခက်ခဲဘူးတော့နားလဲတယ် information တွေကများတော့ဘယ်ကနေဘာကိုစားလို့ရမှန်းမသိဖြစ်တတ်တယ်ဒီဗီဒီယိုမှာကတော့ science နဲ့ beginner တွေလက်တွေ့နားလဲပြီးလိုက်လုပ်နိုင်မယ့်နည်းကိုပေါင်းစပ်ပြီးတော့အရင်ဆုံး bulking ဆိုတာကဘာလဲလိုလားမလိုဘူးလား bulk မဲ့သူတွေဝိမတက်တာဒါမှမဟုတ်အစီအလွန်ကျွံတက်တာမဖြစ်အောင် step by step nutrition training recovery နဲ့အရေးကြီးဆုံး tips တွေတစ်ခုမကျန်တည်တင်တာအကုန်လုံး beginner level နားလည်မယ့်နည်းနဲ့ရှင်းပြရမယ်အတိအကျကြီးထမင်းလေးနဲ့စားတော့၅ချိန်စောတော့ပုံတီပြောမှတော့မဟုတ်လို့အလွယ်ပဲကြိုက်ရဆိုရင်တော့အဆင်မပြေဘူးအဲ့ဟာတော့ပြောပြချင်ရင်တော့ပြောပြလို့မရဘူးတယောက်နဲ့တယောက်ကဘယ်လိုမှမတူနိုင်ဘူးကိုယ်တိုင်နားလည်လိုက်လုပ်ကြည့်ပြီးတော့လိုအပ်တယ်လို့အတူချောချင်းချင်းသွားရမှာ bulking ဆိုတာကဘာလဲ bulking ဒူးတင်နေဆိုတာကလူကောင်ထွားအောင်အစာပူစားပေးရလူတိုင်းပြောရတဲ့နည်းကတော့မဆုပ်ကြီးဖို့က bulk ပြီးမဆုပ်တော့အစီရောတက်မယ်ပြီးရင်အစီခတ်ချပြီးတော့မဆုပ်ရေးကျန်မယ် David လေးလုပ်မယ်ဟုတ်တယ်မလားဒါပေမဲ့စဉ်းစားကြည့်မယ်ဆိုရင် bulking ရဲ့နောက်ဆုံးရည်ရွယ်ချက်ကမဆုပ်တူးတင်တာမလားစီကဘာလို့တင်ရတာလဲဘလို့အပ်တဲ့အစီတွေမတက်ဘဲနဲ့တကယ်ပန်နိုင်ဖြစ်တဲ့အစင်းကြော်ပြီးတော့မဆုပ်အောင်နီးတင်လို့မရဘူးလားဆိုတော့ yes ရတယ် theory ရဆိုရင် calorie surplus မစားဘဲနဲ့အစီလုံးဝမတက်ဘဲမဆုပ်ကိုအကောင်းဆုံးတင်လို့ရတယ်မဆုပ်ကလုံးစုံမှုနဲ့ဆိုင်တာ calories ပိုစားလေမဆုပ်ပိုကြီးလေဆိုရင် KFC ဆိုင်မှာအာနိုးတွေပြည့်နေလိမ့်မယ် calories နဲ့လုံးဝမဆိုင်တာတော့မဟုတ်ဘူး calorie ဆိုတာစွမ်းရည် body ကလက်ရှင်သွားလာလှုပ်ရှားဖို့အတွက်စွမ်းရည်လိုတယ်တနည်းတာ body ကလောင်တာထက်ပိုစားရင် calorie surplusရှော့ရင်ကြတော့ deficit တူရင်ကြတော့ maintenance ဒီ terms တွေကိုတော့နားလည်လာဖို့လိုမယ်ဒီလိုဆိုရင်အပေါ်ရန်စဉ်းစားကြည့်မယ်ဆိုရင် calories ကစွမ်းအင်ဆိုတော့စွမ်းအင် surplus ပိုစားပြီးရင်မဆုပ်ပိုကြီးမှာပေါ့လို့ပြောကြလိမ့်မယ်ဒါပေမဲ့ body ကဒီစွမ်းအင်ကိုဘယ်မှာတော့သုံးပါလဲတနည်းတာအတွက်ကလည်းအကုန်သုံးပြီးပြီဆိုတော့သုံးမရရင်နောက်ရက်သုံးဖို့အတွက်တူလောင်ထားလိမ့်မယ်ဘာအနေနဲ့လဲဆိုတော့အစီအနေနဲ့အစီဆိုတာကတူလောင်ထားတဲ့စွမ်းအင်ပဲဟိုက healthy body fat မှာဆိုရင်အစီလုံလောက်စွာရှိပြီးတာနောက်ထပ်မလိုတော့မဆုပ်အသစ်တည်ဆောက်ဖို့လိုအပ်တဲ့ calories ပမာဏကလည်းလုံးဝနည်းနည်းလေးဒီတနည်းတာ maintenance body ကလောင်ကျွမ်းတဲ့နေရာမှာပါပြီးတာဒါဆိုရင်မဆုပ်အကောင်းဆုံးတည်ဆောက်ဖို့ maintenance calories မှာအတိအကျစားပြီးတော့ကျန်တာတွေကိုတိကျလုပ်ရင်အစီလုံးဝမတက်ဘဲနဲ့မဆုပ်အကောင်းဆုံးတင်လို့ရတယ်မဆုပ်တက်လာလေ body ကလောင်တဲ့တနည်းတာ calories ကလည်းပိုများလာလေပဲဥပမာကားတစ်စီးလိုပေါ့ပိုကြီးရင်စီစွမ်းရင်ပိုလိုတယ်အဲ့လိုမျိုးမဆုပ်တက်လာရဲ့အလျောက် maintenance calories ကလည်းတက်လာတော့စားတဲ့ calories ကိုလည်းအတင်းလျောက်တိုးစားပေးတဲ့နဲ့ဘာလို့လဲဆိုရင်အစကမဆုပ် 50kg ရှိတော့က body က2000 calories လောက်နေပဲထားအခုကျရင်မဆုပ် mass 53kg ရှိတော့ body ကလိုအပ်တဲ့ calories ကလည်းတိုးလာပြီးတော့2300 calories ဖြစ်သွားတယ်။အဲ့ဟာကိုမှကိုကအတင်းလျောက်တိုးမစားပြီးပဲနဲ့2000မှာပဲစားနေမယ်ဆိုရင် calorie 300 deficit ဖြစ်နေမယ်။မဆုပ်ကြီးဖို့ကလုံးစုံမှုကအဓိက calorie ကအဓိကမဟုတ်ဘူးဆိုတာကလည်းဟုတ်တယ်။ calorie deficit မှာမဆုပ်ကြီးနိုင်နေဆိုတာကလည်းဟုတ်တယ်။ဒါပေမဲ့ calorie စွမ်းရင်လိုအပ်နေရင်အကောင်းဆုံးတော့ကြီးမှာမဟုတ်ဘူး။လိုလည်းမကောင်းပိုလည်းမကောင်းပေါ့။အဓိကပြောချင်တာကမဆုပ်က maintenance calories မှာအစီမတက်ပဲနဲ့အကောင်းဆုံးတင်လို့ရတယ်။မဆုပ်တက်လာတာနဲ့အမျှ maintenance calories ကလည်းတက်လာမှာကိုအတင်းလျောက်တိုးစားပေးရတယ်။တချို့ကဒါကြောင့် maintenance မှာမဆုပ်ကြီးရဲ့ bulk ဆရာမလို့လို့ပြောကြပြီးတော့တချို့ကကြတော့ဒီလိုအတင်းလျောက်တူစားပြီးတာက lean bulk တာပဲလို့သတ်မှတ်ကြပြီးတော့ bulk ရမယ်လို့ပြောကြတယ်အဓိကကတော့အခေါ်ပေါ်ပြဿနာလေးပေါ့ main gain လုပ်တယ်လို့ပဲခေါ်ခေါ် lean bulk လုပ်တယ်လို့ပဲခေါ်ခေါ်နောက်ွယ်ဟာဖြစ်စဉ်ကတော့အတူတူပဲဒီနောက်ွယ်ဟာအကြောင်းရင်းနားလဲပြီးဆိုတော့လက်တွေ့ကိုဆက်သွားကြမယ်အကုန်လုံးပြည်သူနဲ့အိမ်မက်ကဘာတွေမှာကတော့ maintenance စားပြီးတော့မဆုပ် only တင်လို့ရတယ်လက်တွေ့မှာကြတော့ maintenance အတိအကျလည်းတည်နိုင်မှာမဟုတ်ဘူးစားရတိုင်းကိုလည်း calorie အတိအကျတည်မှာမဟုတ်ဘူးအဲ့တော့ short စားပြီးတော့ calorie deficit သွားတာလည်းဖြစ်နိုင်တယ်။နည်းနည်းပိုစားမိပြီးတော့အစီပိုတက်လာတာလည်းဖြစ်နိုင်တယ်။အခုကပိန်တဲ့သူတွေကဒူးတင်မှုအတွက်ဆိုတော့ short စားမိတာအဆင်မပြေဘူး။တေချာအောင်ပိုစားပြီးတော့အစီနည်းနည်းတက်တဲ့ဘက်ကိုပဲသွားမယ်။ဒါပေမဲ့အစီအများကြီးတက်စရာအကြောင်းတော့မရှိဘူး။ဒီလိုမျိုးက bulking ဆိုပေမဲ့တာမန်တိုင်းလိုမျိုး bulk cut လုပ်ရတာတော်တော်နည်းပါလိမ့်မယ်။အတန်းနိုင်ဆုံးအစီနည်းနည်းနဲ့တင်မှာဆိုတော့ cut ပြီးအချိန်သိပ်ကုန်နေစရာမလိုတော့ဘူး။ theory ရောလက်တွေ့ရောနားလည်ပြီဆိုတော့လိုရမယ့်ဟာ step 1ခုမှစမယ်။အရှိကပြောတာနည်းနည်းရှည်သွားပြီမယ်မပြောလို့လည်းမရဘူး right ကိုလုံးနေတာဗာမှန်းတော့နားမလဲရင်လိုရမယ့်ဟာတွေဆက်လုပ်ဖို့ကမဖြစ်နိုင်ဘူး step 1 maintenance calories ကိုရှာမယ်တနည်းတာ body ကဘယ်လောက်လောင်လဲဆိုတာဟာကို age အရက် weight muscle mass တနည်းတာဘာတွေလုပ်လဲစတဲ့အများကြီးပုံမှာမူတည်တယ်ဒီ calorie calculator တွေကအတိအကျပေးနိုင်မှာလုံးဝမဟုတ်ပေမဲ့စလုပ်ဖို့အနေနဲ့သုံးလို့ရတယ်ဥပမာ session နဲ့9ပေ8 115ပေါင် body fat က73လောက်ဆိုရင်2100 calories လောက်လောင်မယ်လို့ခန့်မှန်းပြီးလိမ့်မယ်သူတို့ပေးတဲ့ maintenance နံပါတ်ရဲ့300 calories လောက်တိုးစားဖို့အတွက်သတ်မှတ်လိုက်ဒီမှာဆိုရင်2500 calories အစားအစာတွေကို calorie ချိန်ဆွဲနဲ့ track နိုင်ရင်တော့အကောင်းဆုံးပေါ့ဒါပေမဲ့တော်တော်များများလိုက်လို့ကြမှာမဟုတ်ဘူးအဲအားကြောင့်အလွယ်ခန့်မှန်းလို့ရတဲ့နည်းကတော့ကိုတနည်းတာစားတာတွေကိုမှတ်ထားရမယ်တပုံရိုက်ပြီးတော့ပြီးရင်ဘယ်အစားအစာတွေမှာ calories ဘယ်လောက်ပါလဲဆိုတာကိုခန့်မှန်းကြည့်ရမယ် visuals တွေရှာကြည့်လို့ရတယ်ကြက်သားချင်းရုပ်ဒီလောက်ဆိုရင်ဘယ်လောက် calories ရှိလဲစီတစုံမှာဘယ်လောက်ရှိလဲဆိုတာတွေ
ချင်းတေချာဆောမဲ့သူတယောက်အနေနဲ့ဒီအချင်းကိုတော့လှုပ်ထားပေးတဲ့အတိအကျကြီးချိန်မစားနိုင်ရင်တော့မှခက်မှန်းပြီးတော့2500 calories နဲ့နီးစပ်အောင်နေတိုင်းစားမယ်နှစ်ပတ်အထိ Step 2 မနက်တိုင်းဝေးချိန်ရမယ်မနက်နုံလို့ချင်းဘာမှမစားခင်ချိန်တဲ့နဲ့ရေဝိတ်တွေအစာဝိတ်တွေကြောင့်မပြောင်းဝိတ်တွေကိုတနည်းအားမှာတေချာမှတ်ထားပြီးတော့နှစ်ပတ်အတွင်းမှာဘယ်လောက်တက်သွားလဲကျသွားလဲမပြောင်းတော့ဘူးလားဆိုတာတွေကိုကြည့်ရမယ်ကိုက underweight ဖြစ်ပြီးတော့အခုမှချက်ချင်းအရင်အထက်ပူစားမယ်ဆိုရင်တော့9ပေါင်ကနေ6ပေါင်လောက်ထိရေဝိတ်တွေတက်နိုင်တယ်ဒါကတော့ပုံမှန်ပဲနောက်ပိုင်းတွေကတော့အလောက်ဝိတ်မတက်တဲ့ပုံမှန်တိုင်းဆိုရင်တော့ဒီနှစ်ပတ်အတွင်းမှာ1ပေါင်ကနေ2ပေါင်အတွင်းတက်လာရင်အဆင်ပြေတယ်မပြောင်းရင်တော့ calories နည်းနည်းတိုးဖို့လိုမယ်ကျသွားရင်တော့များများတိုးဖို့လိုမယ်အရင်ဘက်တွေကကိုဘယ်လောက်စားတာလဲဆိုတာမှတ်ထားတဲ့ပုံတွေကိုပြန်ကြည့်ပြီးတော့တိုးစားပြီးလို့ရတယ်။တစ်ဘက်ကိုဝေးဘယ်လောက်တက်တယ်လဲဆိုတာဟာ0.25ကနေ 0.5 ပေါင်ကတော့တော်တော်များများအဆင်ပြေတယ်။ဒါပေမဲ့ပုံတီတော့မှတ်ထားလို့မရဘူး။ genetics တို့ diet training ဒါတွေအရာတယောက်နဲ့တယောက်ကလုံးဝမတူနိုင်ဘူး။ तू က0.5 ပေါင်တက်တယ်။ तू ကလည်း0.5 ပေါင်တက်တယ်။ဒါပေမဲ့ဒီတယောက်ကကြတော့ genetic ဒါမှမဟုတ် training ပိုကောင်းလို့ 0.5 ပေါင်မှာမဆောအများစုဖြစ်နေပြီးတော့နောက်တယောက်ကကြတော့အချီတွေပဲတက်လာတာလည်းဖြစ်နိုင်တယ်။0.5 ပေါင်တက်တာချင်းတူတူတောင်မှ muscle လား fat လားဆိုတာရှိနေတာမလို့ weight scale တစ်ခုတည်းကိုပဲကြည့်လို့မရဘူး။ chin progress ကိုလည်းကြည့်ရမယ်။ချီနီတော်တော်များများကတော့ progressive overload ပုံမှန်ဖြစ်နေရင် muscle တိုးလာနေရဲဆိုတာသိနိုင်တယ်။အဲ့တော့ကိုက chin မှာလည်းပုံမှန် weight တွေ rep တွေတိုးနိုင်တယ်။ body weight ကလည်းပုံမှန်တက်တယ်ဆိုရင်စားနေတာတွေကအဆင်ပြေတယ်။ဒါပေမဲ့အချိန်ကြီးကြာလာပြီးအလေးတွေကဒီတိုင်းပဲ body weight ကတော့ 0.5 ပေါင်ပုံမှန်တက်နေရဆိုရင်တော့တိလိုက်တော့ဘယ်ဟာကိုတီးနေလဲဆိုတာကိုဒီလိုဖြစ်နေရင် training protein တခြား nutrition ဒါမှမဟုတ်တစ်ခုခုလိုနေပြီ။မဆုံးမတက်ပဲနဲ့အစီပူတက်နေရသေးကြတယ်။ body weight ကလည်းပုံမှန်တက်တယ်။ chin progress ကလည်းကောင်းနေဆိုရင်နောက်ဆုံးတစ်ခုကြည့်ရမှာအမှန်ကြည့်ရမယ်။တစ်ပတ်တလားနဲ့တလားအစီတက်နေလားဆိုတာကိုအမြင်နဲ့ပြန်သုံးသပ်ရမယ်။တကယ်လို့မှန်ကြည့်ရတာအစီရန်တက်နေရလို့ထင်ရင်နည်းပြန်လျှော့အရန်ဝါးမှာကြောက်ပြီးတော့အများကြီးလျှော့စရာလည်းမလိုဘောက်လုံးနေရင်လည်းမတော်တဆဝါးရတယ်ဆိုတာမျိုးကမရှိဘူးကိုယ်တိုင်တမင်လို့ပဲဖြစ်လာတာဒီနေ့ပိန်ပြီးတော့မနေ့ကျရင်ဘိုက်ထွက်လာတာမျိုးမဟုတ်ဘူးအစီတက်နေရဆိုတာတီးရနေအများကြီးဆက်စားနေလို့ဒီလိုမျိုးဖြစ်သွားတာဒီ၃ချက်ကိုကြည့်ပြီးတော့ calories အတိုးလျှော့တစ်ပတ်နဲ့တစ်ပတ်လိုအပ်လို့လုပ်သွားတဲ့နဲ့ပုံတရားတော့ရှိမှာမဟုတ်ဘူး calories တိုးစားပြီးမယ် weight ကလည်းမတက်လာရင်ထပ်ပြီးတော့တိုးစားဘယ်လောက်ဆက်စား weight မတက်ဘူးဆိုရင် Let me think about this for a minute. How about fucking eat more? What do you think about that one? Is that a tough one? Eat more. လူတိုင်းကိုကြံပေးချင်တာကတော့အဆင်ပြေမယ်ဆိုရင် kitchen skill နဲ့ချိန်စားတာကတော့လုံးဝတရားရခိုင်တော့အကြံပေးချင်တယ်ဈေးကလည်း1000ခွဲလောက်ပဲရှိပြီးတော့300တာကလည်းတွေ့တယ်ဒီလိုမျိုးမျက်စိနဲ့ခံမှန်းပြီးသားတာအကောင်းဆုံး AI tracker တွေတောင်မှပုံနဲ့ပဲဆိုရင်အတိအကျသိနိုင်မှာမဟုတ်ဘူးအဲ့တော့ခုကြည့်နေတဲ့သူတွေခံမှန်းတာကလည်းလုံးဝသိကြမှာမဟုတ်ဘူးဒါဆိုဘာလို့လုပ်ခိုင်းရလဲဆိုရင်တော့ဒီလိုပုံနဲ့ရောခံမှန်းရှိပမာဏနဲ့ရောမှတ်ထားတာဆိုတော့ကိုကဘာစားနေလဲဆိုတာကိုပြန်ကြည့်ပြီးတော့အတူရှော့တိုးသွားလို့ရတယ်ဒီတိုင်းဆိုရင်ကိုကအရင်ဘက်ပါစားခဲ့တယ်ဆိုတာကိုမှတ်မိကြလားဒီလိုမျိုးမမှတ်မိရဲ့ဟာကြီးကိုဘယ်လိုမျိုးအချင်းချင်းတော့မှလဲဟုတ်တယ်မလားအတိအကျမဟုတ်ရင်တော့ဒီဆက်လိမ့်မယ်ဒီလိုမျိုးအမြင်နဲ့ပဲခံမှန်းပြီးတော့ကျွန်တော်က3000 4000 calorie လောက်စားနေရတာဒါပေမဲ့ weight ကလုံးဝမတက်လာဘူးဆိုပြီးဒါပြောကြရင်တော့ဥပမာဒါကတော့ client တယောက်3လခွဲ progress သူကိုယ်တိုင်လည်းကြည့်နေပေမဲ့ဂျားထဲမှာအစားအစာကိုချိန်မစားတာကြောင့် progress နှောင့်နှေးသွားတာရှိခဲ့သူက training ကတော့တော်တော်လေးကိုကြိုးစားတယ်ဒါပေမဲ့စာလုပ်ရတာတွေရောညတိုင်းအလုပ်တွေရောဆိုတော့ချိန်စက်နဲ့အမြဲချိန်စားဖို့အခက်အခဲရှိတယ်ဒီကြားတဲ့တချို့ဘက်တွေမှာ body weight ကျလာတာတွေ chin progress အလေးလျှော့တာတွေလည်းဖြစ်လာတယ်အစားအစာပုံပိုးတာတွေရရတယ် plan ရဟာတွေစားဖြစ်တယ်ဒါပေမဲ့ဘာစားလဲဆိုတာထက်ဘယ်လောက်စားလဲဆိုတာကလည်းအရေးကြီးတယ်ဥပမာလူကြီးပြောကြတဲ့ weight တက်စီရဲ့အစားအစာဖြစ်တဲ့ကျဥတို့ငပြောကြီးတို့အာလူတို့ဒါတွေကိုပဲတနေ့ကုန်စားလဲလိုအပ်တဲ့ calories မကျော်ရင် weight တက်မှာမဟုတ်ဘူးဒီ client ကလည်းအဲ့လိုပဲကိုယ်တိုင်ကတော့အများကြီးစားနေရလို့ထင်ပေမဲ့တကယ်တမ်းချိန်ကြည့်လိုက်တော့ calories ပမာဏကလိုနေတယ်ဟိုနာလေးနည်းနည်းလူဒီနာလေးနည်းနည်းလူနဲ့ lifestyle စိတ်ဖိစီးမှုတွေနဲ့ပေါင်းလိုက်တော့တော်တော်ထိခိုက်သွားတယ်။မအားလို့မချိန်ဖြစ်တဲ့အပတ်တွေဆိုရင်ဒီပြဿနာအဓိကကြုံရတယ်။နောက်ပိုင်းမှာစားတဲ့အချင်းတွေရလာပြီးတော့ငြိမ်သွားတာ။အဓိကပြောချင်တာကတော့ဘယ်လောက်ဆဆဝိတ်မတက်ဘူးဆိုတဲ့စိတ်ကိုမစီစေချင်ဘူး။ကိုယ်စိတ်ကဘလို့ပဲစင်တင်လက်တွေ့မှာကတော့ calories လိုအပ်တဲ့နည်းနေဝိတ်တက်လာမှာမဟုတ်ဘူး။အတိုးလျှော့တည်ပြီဆိုတော့ step 3အဲ့ calorie အတွင်းမှာတခြား nutrition တွေဘယ်လိုစားရမလဲ။ macro 3မျိုးရှိတယ်။ protein, carbs, fat. protein ကကြတော့ muscle တည်ဆောက်တဲ့နေရာမှာသုံးတယ်။ carbs ကကြတော့ gym ဆော့တာကို energy ပေးတယ်။ကောင်းဆော့မှာ muscle အတွက်ကောင်းလုံးစုံမှုရမှာ။အဲ့ဟာကိုမှ protein ကပြန်တည်ဆောက်ပေးနိုင်မှာ။ fat ကကြတော့ testosterone တွေတခြား hormone တွေကို optimize လုပ်ပေးတယ်။ fat စားလို့ဝါလာတာမဟုတ်ဘူး။ calories လိုအပ်တဲ့ပူစားလို့ဝါလာတာ။ဒီ3ခုကိုဘယ်လိုမျိုးခွဲစားရမလဲဆိုရင်တော့2500 calorie diet နဲ့နမူနာပြပေးမယ်။ protein ကို body weight တစ်ပေါင်ကို 0.8 gram proteinဥပမာ115ပေါင်ဆိုရင်90 gram protein ဒီ protein 90 gram ရဖို့ဟာကျဥတစ်လုံးမှာ6 gram ပါတယ်ကြက်ချင်အုပ်တစ်ခုမှာ50 gram ဝင်ကျင်ပါတယ်ဒီနှစ်ခုကတော့စားရတာတော်တော်လွယ်တဲ့ပါတယ်ကျန်တဲ့အသားငါနှိုးတွေကိုလည်းဘယ်ဟာ protein ဘယ်လောက်ပါလဲဆိုတာကိုခံမှန်းနိုင်အောင်တိလာတဲ့နဲ့ကိုက gram ချိန်ဆက်မဝယ်ထားဘူးဆိုရင်ဒီအမြင်နဲ့ခံမှန်းနိုင်တဲ့အချင်းရှိအောင်လုပ်ပေးတဲ့ခုကြည့်နေတဲ့သူတွေကအိမ်ကချက်တာတွေစားကြမှာများတော့တနေ့ကုန်စား30 gram ကနေ50 gram လောက်တော့ပါမယ်ကိုအိမ်ကဘာချက်လဲပုံမူတည်ပြီးတော့လိုသလိုဖြည့်စားဖို့အတွက်က30 gram လောက်ပဲချက်ရင်တော့ရင်အုပ်တစ်ခုနဲ့ကျုပ်နည်းနည်းနဲ့တင်လုံလောက်နေပြီ
ဒါပေမဲ့ငါးကနေရတဲ့ omega တို့နှိုးကနေရတဲ့ calcium တို့ကလည်းအရေးကြီးတော့ကြက်နဲ့ပတ်သက်တာပဲစားရင်အဲ့ဟာကြီးလွတ်သွားနိုင်တာမလို့ balance ဖြစ်အောင်ခွဲစားတာကတော့အကောင်းဆုံးပဲ fat မှာကြတော့ calories ရဲ့25%ကို fat စားပေးတဲ့ fat ဆိုတိုင်း ingest စီပဲမဟုတ်ဘူး beginner တွေအလွယ်တကူလိုက်စားနိုင်မဲ့အရေးကြီးဆုံး fat ကတော့ omega 6 omega 3 omega 6ကတော့ ingest စီတွေမှာများပြီးတကူတကစားနေကြမလို့ omega 3ကကြတော့ငါးကနေအဓိကရတယ်တနည်းသာစားတဲ့ပမာဏကတော့ omega 3 1000 mg အဲ့ဟာကိုရဖို့အကောင်းဆုံးငါးတွေက mackerel sardines tuna 100 gram မှာ 2.5 gram ကနေ 1.5 gram ထိပါတယ်ငါးတိုင်းဟာ omega 3မများတာမလို့ကိုစားမဲ့ငါးကိုလေ့လာတဲ့ငါးတင်တာတွေကနေလည်းစားလို့ရတယ် beginner တွေအနေနဲ့ fat မှာအတိအကျမစားပေးနိုင်ရင်တော့ omega 3ကိုတော့ Q size စားပေးတဲ့ကျန်တာတွေကတော့ omega 6ကလည်းအရင်များရင်မကောင်း omega 3 to omega 6 ratio 1 to 4 recommend ပေးရကျန်တဲ့ fat soluble vitamin တွေဖြစ်တဲ့ vitamin A D E K စားတာတွေကိုလည်းအဆင်ပြေလို့ပြည့်အောင်စားပေးတဲ့လုံလောက်တဲ့ protein နဲ့ fat ရပြီဆိုရင်တော့ကျန်တဲ့ calories ကို carb စားပေးလိုက်ရုံပဲဒါတွေကို chronometers တို့ MyFitnessPal တွေမှာမှတ်ပြီးတော့ကြည့်လို့ရတယ်ကျန်တဲ့ nutrients တွေကိုလည်းဖြည်းဖြည်းချင်းလေ့လာပြီးတော့သုံးစားပေးတဲ့ step 4 training ဘိုက်ပဲပူပြီးတော့ muscle မတက်လို့ခံစားနေရရင်တော့ calorie စားရနဲ့မဆိုင်တော့ muscle တက်ဖို့က training ကနေအရင်ဆုံးသုံးဆောင်မှုရမှာ muscle တည်ဆောက်နိုင်မှာ training အတွက်ကကိုယ့်အချိန်နဲ့ကိုက်ညီပြီးတော့ကိုယ်တိုင်ကြိုက်တဲ့ split တစ်ခုကိုရွေး muscle တစ်ခုကို exercise တစ်ခုကနေတစ်ခုအတီးတကျရွေးအကောင်းဆုံး exercise တွေရွေးဖို့စိတ်ပူနေကြမလို့အဓိကအဓိပ္ပာယ်ရှိရင်ရပြီဘယ်လိုမျိုးလဲဆိုတော့ Arno press တို့ inner chest plate press တို့လိုမျိုးပောက်ကြရမဖြစ်ရင်ရပြီကိုထိရှိတဲ့ muscle ကိုလည်းထိရမယ်လှုပ်ရတာကလည်းငြိမ်နေတဲ့လောက်ငြိမ်ရမယ်အရင်ထိန်ရခက်တာမျိုးမရှိရအောင်ကိုယ်တိုင်ကလည်းလှုပ်ရတာကြိုက်ရမယ်ဒီတုံချက်နဲ့ကညီတာကိုရွေးပြီးတော့အတီတကြလှနဲ့ချီဆော့ပေးရမယ် walking cutting အချစ်ပွားဆော့ညီဆိုပြီးတော့လည်းမကွာဘူး exercise တစ်ခုကို set 2 to 3 walking set reps ကိုကြတော့6 to 12 rep ဝန်းကျင်အတွင်းမှာဆော့ပေးတာအဆင်ပြေတယ် reps ကအရန်နေရင်လည်း beginner တွေဆိုရင် form ပြတ်တတ်တယ်အရန်များရင်ကြတော့လည်းမလိုအပ်ပဲနဲ့ပုံမောတယ်ဒီလိုမျိုးဆော့မဲ့ program သတ်မှတ်ပြီးဆိုရင်အရေးကြီးဆုံးက intensity program အကောင်းဆုံးနဲ့ဆော့ရင်လည်းပြင်းထန်မှုမရှိဘူးဆိုရင်တော့အလကားပဲ muscle အတွက်လုံးဆော့မှုရဖို့က failure နာလုံးဝနောက်တစ်ချိန်ကိုမလုံးနိုင်တော့တဲ့အထိအဲ့လောက်နီးပါဆော့ပြီးမှလုံးဆော့မှုရမှာအဲ့လိုမျိုးခက်ခဲတဲ့နောက်ဆုံး5 reps လောက်မှ muscle အတွက်လုံးဆော့မှုရတာဒီလိုဆိုရင်တော့ warm up set 2ခုလောက်လုပ်ပြီးရင်တကယ် walking set တွေကိုတော့လုံးဝ failure ဒီဆော့တအောင်လုပ်ရမယ်ကို program က muscle တည်ဆောက်နေလားဆိုတာကိုတီးဖို့ကအလေးပုံမှန်တိုးနိုင်လားဆိုတာကိုကြည့်ပြီးတော့သိနိုင်တယ် progressive overload မဖြစ်ဘဲနဲ့ weight ပဲတက်နေရင်တော့အစီတွေပဲတက်နေရသေးကြတယ်။သူတစ်ပြင် beginner တွေ session တိုင်းဒါမှမဟုတ်အပတ်တိုင်းမှာအလေးဒါမှမဟုတ်အချိန်တစ်ခုတိုးနိုင်တဲ့။အဓိကကတော့ဒီလိုမျိုး stable ဖြစ်တဲ့ exercise နည်းနည်းကိုအတီတခြားတေချာဆော့ပြီးတော့အားရှိလာအောင်ပဲအရိုးရှင်းဆုံးပြောရရင်တော့အားရှိလာအောင်ဆိုရင်လည်း form ကမပြောင်းလာရဘူး။အမြဲတူတူဖြစ်နေရမယ်။ form ပြောင်းတာတို့ချိလိုက်လို့အလေးပို့တိုးနိုင်တာတို့ဆိုရင်တော့မဆိုင်တော့ဘူး။ဥပမာအစား 5kg curl ပြီးတော့နောက်လပိုင်းတွေလောက်ကြာရင် 15kg curl နိုင်ပြီဆိုရင် bicep ကတေချာပေါက်တိတိစတာကိုကြီးလာပြီဆိုတာသိကြတယ်ဒီလိုဆိုတော့ training အတူအချုံပြောရရင်တော့ကိုကြိုက်တဲ့ split တစ်ခုရွေး muscle တစ်ခုကို exercise တစ်ခုနှစ်ခုရွေး exercise တစ်ခုကို set 2ခုကနေ3ခုရွေး reps ကိုကြတော့6ကနေ7နဲ့ဝန်းကျင်မှာ failure တိရအောင်သွားဒီဟာတွေကိုပုံမှန်လုပ်ပြီးတော့ progressive overload လုပ်နိုင်အောင်လုပ် step 5 cardioလူတိုင်းမေးများတဲ့ခေါင်းစဉ်တစ်ခုပဲဝိသိရင်ရောကာဒီယိုလုပ်ရမှာလားကာဒီယိုလုပ်ရင်မဆုံးကြမှာလားဆိုတာဒီမှာမဖြစ်မနေကာဒီယိုလုပ်ရမှာလားဆိုတော့လည်းမဟုတ်ဘူးအထောက်အကူပြုနိုင်လားဆိုတော့ yes တချို့ကကြတော့ bulk နေတော့ကာဒီယိုမလုပ်ရင်အစီပဲတက်လာမယ်လို့ပြောကြတယ်ဒါကတော့မားနေတယ်ကာဒီယိုမလုပ်လို့အစီတက်လာမှာမဟုတ်ဘူးဗီဒီယိုစမှာရှင်းပြသလိုမျိုးပဲ calorie surplus အများကြီးပို့စားမိလို့အစီများလာတာစားပြီးတင်တဲ့လောက်ပဲစားပြီးရင်ကာဒီယိုလုံးဝမလုပ်လဲအစီကအများကြီးတက်မှာမဟုတ် bulking မှာကာဒီယိုကဘယ်လိုမျိုးထောက်ကူပြုလဲဆိုရင်တော့နှလုံးကျန်းမာရေးကို improve လုပ်ပြီးတော့အဓိကအလေးအများကြီးမှရင်မောတာတွေကနောက်ဆက်မပြီးတော့ပဲနဲ့လူမျိုးကာဒီယိုမောမခံနိုင်တာထက် reps တချို့ပို့နိုင်လာတယ်ကာဒီယိုကမဆုံကြစီလားဆိုတော့နေတိုင်းပြင်းတဲ့လောက်တာတော့မဟုတ်ရင်တော့ဘာမှစိုးရိမ်ရမရှိဘူးတစ်ပတ်ကို2ချိန်ကနေ3ချိန် intensity အတင်းအတင်းနဲ့ကာဒီယိုကိုကြိုက်တာတစ်ခုလုပ်ပေးတင်တယ်အတိအကျဖြစ်စရာတော့မလိုအဓိကဝိမမခင်မှာမလုပ်ဖို့ပဲဝိမပြီးလောက်တာတော့ rest day မှာလောက်တာတော့အဆင်ပြေရဲ့ step 6 recovery ရှင် recovery ပိုကောင်းအောင်ရေခဲကက်တာတို့ရေခဲစိမ့်တာတို့ဆော်နာလုပ်တာတို့အမျိုးစုံ recovery လျှို့ဝှက်ချက် method တွေဆိုပြီးတော့တွေ့ဦးကြမှာပါအထူးဆန်းတွေကစိတ်ဝင်စားဖို့တော့ကောင်းပေမဲ့တကယ် recovery အတွက်အရေးကြီးတာစိတ်ဖိစီးမှုရှင်အပြင်မှာဘာတွေလုပ်နေလဲဆိုတာတွေရဲ့အခြေခံဖြစ်တဲ့ training sleep nutrition ဒါတွေကအရေးကြီးဆုံးပဲ body ကိုပဲအာရုံစိုက်ပြီးတော့ recovery မှာအရေးကြီးဆုံးတစ်ခုဖြစ်တဲ့စိတ်ကိုမိထားတတ်ကြတယ်ကြောင်းဒါမှမဟုတ်အလုပ်နေ့စဉ်ဘဝမှာကြုံနေရတဲ့ stress တွေဟာ immune system ကို affect ရှိရဲ့ဒီ immune system ကဆော့ပြီးရတဲ့ muscle တွေကိုရှင်းပြီးတဲ့ response ကိုထိန်းချုပ်တယ်ကိုခံအားကြတော့ဒီ muscle damage ကိုထိန်းမဲ့ဟာကလည်းကြာပြီးတော့ recovery ပိုဆိုးနိုင်လာတယ်ဆိုတော့ stress management လုပ်ပြီးတာရေခဲစိတ်နာတို့ထက်အများကြီးကိုပိုရေးကြီးရယ်စိတ်ညစ်စရာတွေကတော့ကြုံနေရမှာပဲအဲကိစ္စတွေပေါ်စိတ်အရန်ပဲပြီးစီအောင်တော့ manage ပေးလို့ရတယ်နောက်ထပ် recovery မှာချင်းအပြင်မှာ physically အရန်လုပ်ရတာတွေကလည်း recovery ကိုပိုထိနိုင်တယ်အလုံးကြောင်းဆိုရင်တော့မတက်နိုင်ပြီမဲ့
ကိုယ့်ရဲ့ goal က muscle အဓိကဆိုရင်တော့နေ့တိုင်းအပြင်းအထန်အားကစားလုပ်တာလို့ရှောင်တင်တယ် recovery မှာအရေးကြီးဆုံးကတော့ training program recovery ဆိုတာစောတာလောက်ပြန် recover ရတာဆိုတော့အစကတည်းကဒါ smart ဖြစ်အောင်စောရင် recovery ပြဿနာကတော်တော်လေးကိုနေပါလိမ့်မယ်မလိုအပ်ပဲနဲ့ exercise အများကြီးလုပ်တာလို့ set အများကြီးလုပ်တာလို့ drop sets တွေ assisted rep တွေအများကြီးလုပ်တာလို့စတာတွေက recovery ကိုအများကြီးထိခိုက်စေတယ်ပြင်းပြင်းထန်ထန် failure ထိရော train ဝေးတင်တယ်ဒါပေမဲ့မလိုအပ်တာတွေတော့မလုပ်သင့်ဘူး recovery အတွက် sleep ကလည်းလူတိုင်းကအရေးကြီးရယ်ဆိုတာသိပေမဲ့တေချာတိုင်းမလုပ်ကြအောင် sleep ဆိုတိုင်း TikTok ကြည့်ရင်လည်းအိပ်ပျော်ပြီးတော့8နာရီအိပ်တာနဲ့မရဘူးအကောင်းဆုံး recovery ရချင်တော့ circadian rhythm body ကအိပ်ချိန်နဲ့ထားချိန်ကိုသိအောင်နေ့တိုင်းအချိန်တူအိပ်ပေးတင်တယ်ထားပေးတင်တယ်မအိပ်ရှင်နာရီဝတနာရီအလိုမှာဖုန်းသုံးတာလို့ TV ကြည့်တာလို့ရက်ပြီးတော့စိတ်လှုပ်ရှားတက်ကြွစီမဲ့ဟာတွေစိတ်ညစ်စီမဲ့ဟာတွေ short တင်တယ် relaxing ဖြစ်တာတွေကိုပို့ပြီးတော့ဦးစားပေးလုပ်ပေးလို့ရတယ်ပြီးရင်မနက်လို့ရှင်းမှာနေအောင်ကြီးကို10မိနစ်လောက်ခံပေးလို့ရတယ်ဒါကတော့ result ကောင်းခြင်းရင်လူတိုင်းလိုက်လုပ်နိုင်ပြီးတော့အရေးကြီးဆုံးဟာတွေပဲ recovery အတူချုပ်ကတော့အထူးဆန်း method တွေနဲ့အချိန်မကုန်နဲ့ stress manage ပြင်ပလှုပ်ရှားမှုတွေ manage train smart eat sleep step 7နောက်ဆုံးနဲ့အရေးကြီးဆုံးအဆင့်အရှိကရှင်းပြခဲ့တဲ့ဘာစားရမှာဒီဘာဆောရမှာဒီအကုန်နားလဲပေမဲ့တကယ်လိုက်မလုပ်နိုင်ရင်တော့အလကားပဲအဲအားကြောင့်ဒီ step မှာဒါတွေကိုလိုက်လို့ရလွယ်အောင်နီလန်းတွေ habits တွေတည်ဆောက်ရမယ်တော်တော်များများပိတ်နေရင်ပူစားရမှာကိုတီးကြပေမဲ့မစားနိုင်ကြဘူးအတင်းစားရကြတယ်ငါဒါဘိုက်မြေစားနေရင်ဒါကတော်တော်လွယ်မှာပဲလို့စဉ်းစားဖို့ကြမှာပါဒီလိုဖြစ်အောင်လေလုပ်ယူလို့ရတယ်စားရင်ဆိုတာကလည်းအကျင့်တစ်ခုပဲအချင်းဆိုတာထက်ခါလုပ်ပေးလေပို့တတ်မှလာလေဂျင်မှာ progressive overload တိုးသလိုမျိုးပဲစားရတာကိုလည်းစားတဲ့အချိန်ဒါမှမဟုတ်ပမာဏဖြည်းဖြည်းချင်းတိုးသွားလို့ရတယ်အချိန်တစ်ခုလုပ်ပြီးရင်တော့မစားနိုင်ဘူးဆိုတာလုံးဝမရှိရဲ့ဒီစားလာနိုင်လိမ့်မယ်စားမှုနဲ့သူတွေအတွက်က mass gainer တို့ liquid calories တို့အကူတာတက်ဒီလိုစားတဲ့အချင်းလုပ်ထားတာအကောင်းဆုံးတစ်ခုပဲဘယ်နေရာမှာမဆိုအဆင်ပြေတယ်ပိုစားတာကိုလွယ်ကူအောင်ဒါတွေကိုလုပ်ပေးလို့ရတယ်အချိန်တိုးစားတာဒီလိုမျိုးဟာကိုကုံအောင်လို့နှစ်နက်တည်းစားရမှာနဲ့၄နှစ်လောက်နဲ့ဆိုရင်ဘယ်ဟာပူလိမ့်မယ်လို့ထင်တယ်တနည်းသားစားစရာတွေကိုလည်းဒီလိုမျိုးနှစ်နက်အကြီးစားပြီးတော့စိတ်ညစ်နေမယ်အစား၄နှစ်ကိုပမာဏအသင့်ခွဲစားပြီးတော့ snack တစ်ခုနှစ်ခုနဲ့ဆိုရင်အများကြီးပို့လွယ်ပြီးတော့ထိရောက်တယ်ပြီးရင်မနက်စာ skip ပြီးတော့နေ့လယ်လောက်မှစားရင်စားတဲ့အချိန်က12နာရီကနေည10နာရီလောက်ဒီပဲအချိန်ရမယ်မနက်နိုချင်းစားမယ်ဆိုရင်တော့မနက်9နာရီကနေည10နာရီဒီအချိန်ရတယ်9နာရီအောင်စားခြင်းပိုရတယ်volume eating ဒီ process ကိုပို့လွယ်အောင်စားရခက်ပြီးဗိုက်ပြည့်စေမယ့်ဟာတွေအများကြီးစားနေမယ့်အစားပမာဏနည်းပြီးတော့ calories များတာတွေကိုပိုအဆင်ပြေတယ်ဥပမာအရွက်ဆိုရင်ဒီလောက် calories C ဒီလောက်ဆိုရင်ဒီလောက် calories အသားဒီလောက်ဆိုရင်ဒီလောက် calories သမင်းဆိုရင်ဒီလောက် calories ဒီလိုဆိုတော့အရွက်အသားရှောင်ပြီးတော့ C ရကြီးပဲစားခိုင်းတာတော့မဟုတ်ဘူးရှိကပြောခဲ့တဲ့လိုအပ်တဲ့ protein နဲ့ရွက်ပမာဏကိုစားပြီးပြီဆိုရင်တော့ပိုစားလို့လည်းပိုကြီးလာမှာမဟုတ်ဘူးအရွက်အသားဆိုတာတွေကဗိုက်လည်းပိုပြေးစေတယ်ကိုကစားရတာခက်ခဲရှိတဲ့သူတယောက်ဆိုရင်တော့လိုအပ်တဲ့လောက်ပဲစားပေးပြီးတော့ကျန်တာတွေကိုစားရပို့လွယ်တဲ့ fats တွေ carbs တွေကိုဦးစားပေးတဲ့ဒီ step မှာနောက်ဆုံးအရေးကြီးဆုံးကတော့ enjoyment ပေါ့ရတဲ့ process ကိုကြားရမယ်စောတာကြီးပြောရမယ်စားတာတွေလည်းပြောရမယ် body transform နေဆိုတာကစက်သားပြုတ်တွေအရာတာမရှိတာတွေကိုအတင်းထုတ်စားပြီးတော့ချင်းတွေကိုနာကျင်အောင်ဆောနေရတာမျိုးတွေမဟုတ်ဘူး inner demons တွေကိုပြန်တိုက်ခိုက်နေရတယ်ဆိုတာမျိုးလည်းမဟုတ်ရဘူး right အဲ့လိုမျိုးပါဆိုရင်စိတ်ညစ်ပြီးတော့ပုံမှန်လုပ်ဖြစ်မှလည်းမဟုတ်ဘူးအစားအစာတွေကိုလည်းစားကောင်းအောင်လို့ sauce တွေ seasoning အမုန်းတွေကြိုက်တာထည့်ပြီးတော့ကိုကြိုက်တာကြီးချက်စားလို့ရတယ်ဆောတာဆိုရင်လည်း bulking ဆိုတော့ cutting တဲ့ energy တွေအများကြီးပိုပြည့်နေမယ်ကိုကြိုက်တဲ့သချင်းတွေနားထောင်ပြီးတော့ပျော်ရွှင်ရွှင်နဲ့အကောင်းဆုံးဆောလို့ရတယ်ကြိုက်တဲ့မုန့်တွေလည်းဝယ်စားလို့ရတယ် junk food စားလို့အစီတက်တာမျိုးမဟုတ်ဘူး calories အလွန်ကျွံစားလို့အစီတက်တာကိုနေ့စဉ်စားတဲ့ဟာတွေအများစုက whole food ဖြစ်နေရင်အဆင်ပြေတယ်ဒီ beginner bulking food guide video ကတော့ဒီလောက်ပါပဲဒါဆိုရင်ပြောရတာတွေအကုန်မှတ်မိအောင် steps တွေအတူချုပ်ပြန်ကြည့်ကြမယ်ဗီဒီယိုစပိုင်းမှာ weight တင်နေဆိုတာက muscle ဒီကတင်တာဆိုတော့မလိုအပ်ဘဲနဲ့အစီမတက်အောင်တင်လို့ရကြောင်းရှင်းပြခဲ့တယ်ပြီးရင် calories အပိုးဆိုတာမလိုပေမဲ့အထောက်အကူဖြစ်နိုင်ကြောင်းရှင်းပြခဲ့တယ် step 1 maintenance calories ရှာအစားအစာတွေကို calories မှတ်တမ်းအောင်ကျင့်လို့ step 2 မနက်တိုင်း weight ချိန်ပုံမှန်ချိန်နေမှာဆိုရင် 0.25 ကနေ 0.5 pound တက်တာအဆင်ပြေတယ် weight scale ကို gym progress ကိုမှန်အောင်3ခုလုံးကြည့်ပြီးတော့ calorie အတိုးလျှော့လို့ step 3 nutrition အခြေခံ step 4 training step 5 cardio step 6 recovery step 7ပူလွယ်စေမယ့်နည်းလမ်းတွေနဲ့အကျင့်တွေ beginner တယောက်အနေနဲ့တည်တင်တာအကုန်လုံးနှီးပါခြုံပြီးမယ်လို့ထင်ပါတယ်ကျွန်တော်အစမှပြောဘူးလို့ကိုယ်တိုင်ကလည်းဝိတ်တင်ရတာအရင်ခက်ခဲဘူးရဲ့သူတယောက်ပဲဒီဗီဒီယိုကိုတေချာပြည့်စုံပြီးတော့လူတိုင်းနားလည်လွယ်အောင်တက်နိုင်အောင်လုပ်ထားပေးရလို့အဆင်ပြေကြမယ်ထင်ပါတယ်ခု steps တွေကကိုယ်တိုင်လည်းအပြောင်းလဲအများကြီးရှိစေခဲ့ပြီးတော့စောလာတီးခဲ့ရင်အများကြီးပို့အဆင်ပြေခဲ့မယ်ဒီလက်နေပေါ့ကျွန်တော်ရဲ့အကူအညီကိုအကြောင်းမျိုးကြောင့်ဒီ knowledge တွေကိုလေ့လာဖို့အချိန်မရတာလို့အခုလက်ရှိထပ်ပို့တီးကြအောင် body transform ဖြစ်တာလို့အတွက် personally လိုအပ်နေရင်တော့ online training ရှိပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအစပိုင်းမှာမိကုန်းတွေအများကြီးရှိပေမဲ့ဖြည့်ပေးမဲ့သူမရှိရတယ်ခက်ခဲတဲ့အချိန်တွေမှာတိုင်ပင်စရာကြီးကြပ်ပေးမဲ့သူမရှိတော့တေချာမလုပ်ဖြစ်တာတွေကြောင့်ခီးကြခဲ့ဘူးပဲ
ကိုယ်တိုင်ကြိုးစားလို့လည်းရတယ်ဆိုပေမဲ့ဒီလိုမျိုးအခုညီကြီးကတော်တော်လေးကိုထောက်ကူပြုမယ်လို့ထင်တယ်ဒီ service မှာဘာတွေပါမလဲဆိုရင်တော့ customize program diet habits စတာတွေအကုန်လုံးကိုတည်တံ့ကိုနဲ့ကိုက်ညီအောင်စီစဉ်ပေးမယ်အဓိကကတော့ body နဲ့ပတ်သက်ပြီးတော့အစားရအဆင်ပြေအောင်ဒီခရီးစဉ်တစ်ခုလုံးမှာအမြဲရှိပေးနေမှာမလို့အသေးစိတ်ဝင်စားရင်တော့ဒီ social တွေမှာလာဆောက်ဆွဲကြည့်လိုက်ပါဗီဒီယိုလေးအဆုံးထိကြည့်ပါပြီလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဘာအကြောင်းကိုဒီလိုမျိုးဗီဒီယိုအသေးစိတ်လုပ်ရမလဲဆိုတာကို comment မှာရေးပါပေးကြ